စကိုင်းတိုင်းကမ်ဘလူမြို့နယ်မှာဒေသခံ12ဦးကိုစစ်ကောင်စီစစ်ကြောင်းတွေကတပ်ဖြတ်ခဲ့တယ်လို့ Infinity Group ကထုတ်ပြန်ပါတယ်။ကမ်ဘလူမြို့နယ်တောင်ပတ်ချမ်းဇီးကုန်းမြို့အနီးကတပြေသာဖိုကုန်းကျောင်းကုန်းရွာတွေကိုပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကနေ26ရက်နေ့ထိစစ်ကောင်စီနဲ့ပြူစောထီပူပေါင်းအင်အား100ခန့်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။စစ်ကြောင်းထိုးခဲ့တဲ့၄ရက်အတွင်းမှာအသက်30ကနေ55ဝန်းကျင်အရွယ်ရှိတဲ့တပြေသာရွာကအမျိုးသား9ဦး၊ကျောင်းကုန်းရွာကအမျိုးသား3ဦးဖိုကုန်းရွာကအမျိုးသား2ဦးနဲ့မင်းပါရွာကအမျိုးသား2ဦးအပါအဝင်စုံစမ်းနေစေအမျိုးသား2ဦးစုစုပေါင်း12ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကအတည်ပြုပါတယ်။မျိုးသမီးချို့ကိုလည်းအတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာကမ်ဘလူနယ်တောင်ချမ်းဇီးကုန်းမြို့အနီးက MEC တကြားဆက်ရမနေပြူရွာကွင်းကိုစစ်တပ်စကန်တွေမှာတောလာလှုပ်ရှားနေတာကြောင့်နီးစပ်ရာနယ်သူနယ်သားတွေတတိပြုတင်ပါတယ်။ဒါအပြင်ရွှေဘုံမြကြီးနာပြူဟာလမ်းပိုင်းကိုအသုံးပြုနေတဲ့ခီးသွားတွေလည်းအထူးတတိပြုတင်တယ်လို့ Infinity Group ကထုတ်ပြန်ပါတယ်။ဒီကနေ့မှာတော့စစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအင်အား100ခန့်ဟာဇီးကုန်းမြို့ကိုရောက်ရှိနေပြီးရန်ကြီးအောင်ကွက်တဲ့စင်ထူးကုန်းဖုန်ကြီးကျောင်းအရှိတ်ချမ်းမှာရှိတဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေဇွန်လကုန်အထိအကျဉ်းထောင်တွေအတွင်းမှာစေဝါကူတာခွင့်လုံလောက်စွာမရရှိတာကြောင့်တည်ဆုံခဲ့တဲ့နိုင်ငံရေးအကျဉ်းသား73ဦးအထိရှိခဲ့ပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ26ရက်နေ့ညကကော့တောင်ထောင်ထဲမှာနိုင်ငံရေးပုံမှန်နဲ့အကျဉ်းချခံထားရတဲ့အသက်54နှစ်အရွယ်ဦးဝေလွင်တည်ဆုံခဲ့ပါတယ်။ဦးအေးလွင်ဟာနာမကျန်းဖြစ်နေတဲ့အချိန်မှာထောင်တွင်းကနေ2မိုင်ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့လည်းအချိန်နဲ့တပြေးညီစေဝါကူတောက်ခွင့်မရရှိတာကြောင့်တည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့မှာလည်းအိုးဘူထောင်တွင်းမှာအကျဉ်းချခံထားရတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာအသက်69နှစ်မှာပန်းနာရင်ကျက်ယောဂအမောဖောက်ယောဂတွေကြောင့်တည်ဆုံခဲ့ပါတယ်။ဦးအောင်ကျော်ဦးဟာရုတ်တရက်အမောဖောက်လာပြီးထောင်ဆေးရုံကိုပို့ဆောင်ခဲ့ပြီးနိုင်ပိုင်းအတွင်းတည်ဆုံခဲ့တယ်လို့သိရပါတယ်။ကျမရဲ့အခြေအနေရအရေးပေါ်ဖြစ်နေတဲ့အချိန်မှာပြင်ပဆေးရုံကိုအချိန်မီပို့ဆောင်နိုင်တာကြောင့်ဆုံးပါခဲ့တာဖြစ်တယ်လို့ PPNN ကထုတ်ပြန်ပါတယ်။ထောင်ထဲမှာဆေးဝါးမလုံလောက်ခြင်းဆရာဝန်တွေအချိန်မီလာရောက်ကြည့်ရှုကုသမှုမရှိခြင်းထောင်ပြင်ပဆေးရုံတွေကိုတွားရောက်ကုသခွင့်မရခြင်းတို့ကြောင့်လစဉ်နိုင်ငံရေးအကျဉ်းသားတွေအသက်ပေးနေကြရတယ်လို့ PPNN ကနေသိရပါတယ်။ရှမ်းပြည်နယ်ကြောင်မဲမြို့ရက်ကွက်တစ်ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်250ပုံနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး2ဦးနဲ့အမျိုးသား4ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNN ကထုတ်ပြန်ပါတယ်။မနေ့ကဇွန်လ29ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီကဘုံကျဲခဲ့တာကြောင့်နေအိမ်10အိမ်လက်ထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဇွန်လ24ရက်နဲ့26ရက်နေ့ကလည်းကြောင်မဲမြို့ကိုလေကြောင်းနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ9ဦးသေဆုံးခဲ့ပြီးကလေးငယ်2ဦးအပါအဝင်ဒေသခံ16ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နေအိမ်52လုံးနဲ့စာတင်ကျောင်း2ကျောင်းထိမှန်ပျက်စီးခဲ့ပါတယ်။ကြောင်မဲမြို့ကိုတအောင်းတပ်မတော် TNL ကထိန်းချုပ်ထားတာဖြစ်ပါတယ်။